လိုကျမ်းမာရေးရှင်တွေကြောင့်ပွဲတွေလေးမဆိုတော့ပဲရုပ်တရက်အနုပညာအလို့ရနာထားတော့မဲ့မိတ္တသားစေအလုံးပဲမင်္ဂလာပါရှင်ဆယ်စုံပိတ်ကနေကြိုဆိုလိုက်ပါတယ်မိတ္တသားစေကတော့အနုပညာလောကမှာရပ်တည်လာခဲ့တာကြာပြီဖြစ်တယ်လို့ငယ်ရွယ်စဉ်ကလေးကပါမီပါကအခုဆိုရင်အောင်မြင်တဲ့မြမအတန်ဆိုတော့ဖြစ်နေပါပြီအတန်ကချိုတာအေးတဲ့အပြင်လူကလည်းလိမ္မာရင်ကျေးတာမို့ပိတ်သက်တွေရဲ့အသေးဆွဲဖြစ်နေတာဆိုရင်လည်းမမှားပါဘူးမိတ္တသားစေကဒီခက်မင်းကလေးတွေလို့အဖော်အချွတ်လဲမဝဲပဲဖျားတရားကိုင်းဆိုင်ကအေးချမ်းတဲ့အရေးရောင်တွေကအမြဲပြေနေတာပါဒါမဲ့ရထဲမှာဆိုလဲပွဲတွေကအများကြီးငှားခံထားရတာမို့နယ်တွေကိုခီးထွက်ရမှာဖြစ်ပါတယ်ဒါပေမဲ့မိတ္တသားစေကအလုပ်တွေအများများကပြင်ပန်းပြီးတော့နေမကောင်းရုပ်တွေဖြစ်သွားခဲ့ပါတယ်ပွဲတီဆိုဖို့လက်ခံထားတာတွေကိုပါမဆိုနိုင်တော့ကြောင်းကိုဒီနေ့မှပဲသူ့အကောက်ကနေအတိပေးလာခဲ့တာပါကျမကြီးကရုပ်တရက်ဆိုးလာလို့ပွဲပါဖြစ်သိမ်းရတဲ့ဆိုတာကြောင့်လူပရိသတ်တွေကစိုးရိမ်သွားပါတယ်မိတ္တသားစေကဒီအပိုင်းအတွင်လက်ခံထားတဲ့ပွဲအလုံးကိုဖျက်လိုက်တဲ့အပြင်နောက်ထပ်ဘယ်ပွဲမှထပ်လက်မခံသေးကြောင်းပါအတိပေးလာခဲ့တာပါဒါပြင်ဒီမကောင်းတဲ့အတွက်ဖုန်းနဲ့မေးမြန်းတာတွေကိုလည်းပြန်ဖြေနိုင်မှာမဟုတ်ဘူးလို့အတိပေးလာခဲ့ပါတယ်ဒါကြောင့်ပုံမှန်နေမကောင်းတာမျိုးမဟုတ်ပဲအတော်လေးနေမကောင်းတာကြောင့်မိတ္တသားစေကအခုလိုအနုပညာအလို့ရနာလိုက်တာပါအသက်ငယ်ငယ်နဲ့အောင်မြင်လာတဲ့အတွက်ဟိုအရင်ကတည်းကဆိုညဆိုနဲ့အေးပြတ်တယ်လို့ပင်ပန်းတဲ့ဒဏ်တွေကအတော်လေးကိုများလာခဲ့တာပါတချင်းဆိုတာမပင်ပန်းဘူးလို့လူအများကထင်ကြပေမဲ့တကယ်တမ်းမှာတော့နယ်ဘက်တွေတွားဆိုရတာမို့အေးပြတ်တာလည်းရှိပါတယ်အားထုတ်နေရတာဖြစ်လို့ခန္ဓာကိုယ်ကလည်းပင်ပန်းနွမ်းနေစေပါတယ်မိတ္တသားဆွေဆိုရင်ဝဲငှားသူတွေများတာမို့ဝဲရသည်ဆိုရင်ညဘက်ဆိုတနယ်ကနေတနယ်ကိုကားနဲ့သွားလာနေရကကားပေါ်မှပဲအေးရတာဖြစ်ပါတယ်ဒီလိုတွေကြောင့်ပဲတစ်ခါပင်ပန်းပြီးဖျားပြီးဆိုရင်ရေးကြတဲ့အထိဖြစ်သွားတတ်တာပါမိတ္တသားစေကပွဲရှင်တဲ့အပေါ်မှာဆိုအမြဲတမ်းအလေးထားတတ်သူမို့ပွဲဖြစ်လာရတဲ့အပေါ်မှာလည်းအာနာစိတ်တွေဖြစ်နေတာပါဒါကြောင့်မို့ပွဲရှင်တွေကိုလည်းအနုအညွတ်တောင်းပန်ကြောင်းပြောလာခဲ့ပါတယ်ဒါအပြင်အစားတုန်းကတော့ပွဲမဖြစ်ပဲဆိုကြည့်ဖို့လုပ်ပြီးမှလည်းကျမ်းမကြီးကဘလို့မှမကောင်းတာမို့မတက်နိုင်တဲ့အဆုံးမှပွဲကိုဖြစ်လာရတာဖြစ်ပါတယ်မိတ္တသားစေကမိဘကိုလှုပ်ကြွေးနေတာဖြစ်ပြီးရသမျှအနုပညာကြီးဆိုရင်လည်းမိဘကိုအကုန်ပြန်အားတာပါဒါပြင်အသက်ငယ်ငယ်လေးနဲ့ရင့်ကျက်နေတယ်လို့အလူအတန်းကလည်းအတော်လေးရောပါတယ်အလူလုပ်ဖို့ပဲစိတ်အားထက်တန်ကမွေးနေ့ဆိုရင်လည်းပကဒနာအလှူထဲတခြားလိုအပ်နေတဲ့နေရာတွေကိုလှူတတ်တာဖြစ်ပါတယ်သူရဲ့အနုပညာကြီးထဲကနေဘုံကြီးကျောင်းအတွက်ကားတစ်စီးလည်းလှူထားတာဖြစ်တယ်လို့ရေရှားပါတဲ့နေရာတွေမှာဆိုရင်လည်းရေလှူဒါနတွေလုပ်ပေးတတ်ပါသေးတယ်မိတ္တသားစေကအားတဲ့အချိန်ဆိုတရားစခန်းတွေဝင်ကတရားအားထုတ်နေတတ်တာမို့လဲလောကဓာတ်တရားကိုပုံမှန်ထက်ပိုရင်ဆိုင်နိုင်ပါတယ်။ဒါပြင်နုပညာလုပ်တွေနဲ့မအားမလားဖြစ်နေတဲ့ကြားထဲကနေဓမ္မစာပေတွေကိုလေ့လာကဂုံထူးထွက်တဲ့အထိစာမွေးပွဲတွေဝင်ဖြစ်နေတာဖြစ်ပါတယ်။မိတ္တသားစေကလိမ္မာရင်ကြီးကအောက်ခြေမလွတ်တာကြောင့်လဲအခုချိန်ထိသူရဲ့အနုပညာပုံရိပ်ကိုထိမ့်သိမ်းထားနိုင်ကအောင်မြင်လို့နေတာပါ။အရှိရေးနဲ့ပတ်သက်ရင်လည်းအရှုပ်အရှင်းတင်းရဲ့လို့မကြားရပဲတိုဝက်ထားနိုင်တာဖြစ်ပါတယ်မိတ္တသားစေလို့သမီးမျိုးကိုရထားတဲ့မိဘတွေအတွက်တော့အမြဲတမ်းစိတ်ချမ်းသာစရာတွေနဲ့ပြည့်နှက်လို့နေတာဖြစ်ပါတယ်မိတ္တသားစေလေးအမြန်ဆုံးကျမ်းမာလာစေဖို့ဗိတ္တကြီးကလည်းဆုတောင်းပေးခဲ့ပါအောင်နော်ကျေးဇူးပေးခဲ့ကြလို့ကျေးဇူးတင်ပါရှင်